ကျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျမချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရက်သားသမီးများအားလုံးရှိနေဖွာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေရှင်။2026ခုနှစ်3လပိုင်းအတွက်တနင်္လာသားသမီးများအတွက်တလစာကံကြမ္မာများကိုအခုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုတနင်္လာသားသမီးများကြည့်ရှုနေတယ်ဆိုရင်စဆုံးလေးကြည့်ပေးပါတနင်္လာသားသမီးများမိမိတို့မျှော်လင့်ဆောင်စားနေရတဲ့အချိန်ကာလတစ်ခုရောက်လို့လာပါပြီတင့်တယ်ခြင်းလှပခြင်းဆိုတဲ့ကံတရားကိုရောက်ရှိနေပါတယ်စီးပွားရေးလုပ်ငန်းတွေအထူးအောင်မြင်တဲ့လာတလားလို့ပြောလို့ရပါတယ်မိမိတို့တူလောင်ထားတဲ့ကုန်ပစ္စည်းများအမြတ်အစွန်းရရှိတတ်ပါတယ်များလေးပေါ့နော်အသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့မိမိကထိတ်ဆုံးပိုင်းဒီနေရာတစ်ခုကိုရတတ်ပါတယ်အဲ့တော့ခေါင်းဆောင်ပိုင်းတွေခေါင်းဆောင်မှုတွေဦးစီးဦးဆောင်တွေပြုလုပ်ရတတ်ပါတယ်မိမိကိုလူအများလေးစားအားကြတဲ့နေရာတစ်နေရာကိုလမ်းညွှန်ပေးပါလိမ့်မယ်အဲ့တော့တနင်္လာသားသမီးများဒီချိန်ဒီကာလမှာဆိုရင်မိမိတို့အနေနဲ့ဟာဘာသာတရားကိုလက်ကင်ထားပြီးတော့အဋိဌံတစ်ခုတော့ဝင်ထားရမှာဖြစ်ပါတယ်ဒီအဋိဌံကကိုကိုကာကွယ်ခြင်းကိုကိုလှပခြင်းကိုတင့်တယ်ခြင်းကိုထိတ်ဆုံးရဖို့အတွက်ထောက်ပံ့ကောင်းနေပေးမဲ့ဒိဋ္ဌံဖြစ်ပါတယ်ဒီလိုမျိုးခံယူထားရမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ပြင်းထန်အဋိဌံမျိုးကိုဝင်ရောက်ထားမှာဖြစ်ပါတယ်ဝင်ပြီးသွားရင်လည်းလုံးဝမပြတ်ပါနဲ့ပြီးဆုံးအောင်မြင်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ရက်အကန့်အသတ်ကတော့29ရက်36ရက်45ရက်54ရက်63ရက်ဒီလိုနှုံဝင်းဖြစ်တဲ့ရက်မျိုးဒိဋ္ဌံမျိုးကိုဝင်ပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်မိမိတို့ကဒီချိန်ဒီကာလမှာအောင်မြင်မှုတကားဝကိုရောက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့အလှအတန်းတွေအလှဒါနတွေကြီးမားစွာပြုလုပ်ရတတ်ပါတယ်လှူဒန်းရတတ်ပါတယ်တင်နာကိစ္စတွေပါမိတ်ကိစ္စတွေလည်းအောင်မြင်တတ်ပါတယ်လူမှုရေးနဲ့ပတ်သက်ပြီးတော့ဆက်ဆံရေးကောင်းမွန်စွာနဲ့အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်ကာလဖြစ်ပါတယ်အဲ့တော့မိတ်ဆွေကောင်းတွေတိုးမယ်ကိုညီမဲ့လူတွေပေါ်ပေါက်လာတတ်တယ်ကိုချစ်ခင်မဲ့သူတွေဒီချိန်ဒီကာလမှာတွေ့ဆုံရတတ်တယ်အိမ်ပြေနာနေအိမ်ဆောက်တာတွေလည်းအရန်ကောင်းပါတယ်ယတနာပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်ဒီချိန်ဒီကာလမှာအိမ်ချမ်း